ဇွန်စိတ် ဆန်လေးကြက်မလို့တခါပြောလိုက် ဇွန်စိတ်ကျမလည်းပါတယ်ဇွန်စိတ်ကျမဒီမှာ တုံတဲ့လူငါဆိုင်ကြက်မဆိုဘာမှမသိဘူး ကျွန်တော်ဟမ်ဦးမြင့်လေဟမ်ဟဲ့အောင်ငါတို့ငယ်တော့ဆိုဒိုင်းဘလောက်ပေါ်လဲဆိုရင်အဲ့အင်းဆောင်ကိုတဲ့ညနေပိုင်းရေချိုးကန်ကြီးဆိုပစိုးဝင်းနဲ့အဲ့ခြုံအောက်ကိုတဲ့တွားကြော့ရင်တော့အဲ့ဒိုင်းသားပေါက်အုပ်ကတယ်ပစိုးဝင်းနဲ့ကြော့တာတော့မလဲရတာအင်းထဲမှာထမင်းစားပြီးနေလေတာ ရှိတယ်နော်ရှိနေရှိငါလည်းငါပေါ်နေပြီပြင်ပြီးတော့ ဘယ်နည်းကငါးပေါ်တဲ့ချိန်မရဘူးလို့ဒီလေ energy ကစိတ်ချလို့ကျွန်တော်တို့အင်းမှာအပ်သွားတယ်တခါတည်း မင်းအဲ့ရှေ့တက်တယ်မဘိုင်းနဲ့တက်အဲ့မှာဇွတ်ဘာဇွတ် ဟေးညီလေးဘီစီရောပြစ်တက်လားညီလေးအဲ့ညီလေးညီလေး sufficient လေမခိုင်လေးအင်ကြီးလေးနဲ့ ဟိုမှာ မခိုင်လေးအင်ကြီးလေးနဲ့ညီလေးဘီစီရောပြစ်တက်လား ခုံအောင်ကြိုက်ပြလိုက်သေးတယ်သူက ဒီမှာကျွန်တော်တို့ရဲ့စနစ်မြင်းဆောင်ကက်ကရမရနိုင်ကြီးကတော့ငရမ်းနဲ့စော့နေပြီခင်ဗျငရမ်းကလည်းအကျော်ပြောင်းနေဗျခုံပြတယ်ခင်ဗျဒီအင်းကရေမလုံးသေးဘူးဗျရေမလုံးသေးတော့ပြည့်ရတာငါပြည့်ရတဲ့ဟာအသိအစမပြေခြင်းသေးဘူးဒါပေမဲ့ငါငရမ်းနေတော်တော်ပေါ်တယ်နေကမိုင်းဆိုရမ်းနေပူတယ်နေပူတော့လှိန်နဲ့လိုက်ပြည့်ရတယ်ဆိုတော့အစမပြေဘူးဗျအရမ်းပူတယ် ဆန်သေးရတက်တယ်နင်းရတယ်ဒီချာယူဆန် ခုံးမငစင်ဆက်ဇွန်စိတ် ဆန်လေးကြက်မလို့တခါပြောလိုက် ဇွန်စိတ်ကျမလည်းပါတယ်ဇွန်စိတ်ကျမဒီမှာ တုံတဲ့လူငါဆိုင်ကြက်မဆိုဘာမှမသိဘူး စမောင်းရင်ပါတဲ့ငါးလေးတွေဇွန်စိတ်တွေရောငါးတွေရောခုံးမလေးတွေ